여러분 안녕하세요. 알롱웨 밍라바. 디니어 체로 드린윈의 코리아사 리라메 아빠인 차오까니 주술라이 바레 뉴스로 배우는 한국어. 디네 댄사비메 드린가로 알롱 뽕리지야. 바드린리 켐래. 뽕매지 비요 란샤오니 자리. အခုခေတ်လူတွေရဲ့ဒီဖုန်းဆွဲလန်းမှုပေါ့နော် digital ဒီစက်ကရိယာတွေပေါ့ဆွဲလန်းမှုနဲ့ပတ်သက်တဲ့သတင်းကြောင်းရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းခေါင်းစဉ်လေးကတော့ 성인 8명 중 1명은 디지털 중독ဆိုတာကဆွဲလန်းတာကိုပြောတယ်ပေါ့နော် 걷기만 해도 개선된다. 란 샤오비용인 나오마 란리 샤오비메 소인 나오마 보비로 뺨비로 까운라 나이네 뭐노. 그래서 그 성인 수라가 루지 아따비비다 루리고 adult 뭐노. 아따비비다 루리고 성인로 커바래. 그래서 이 루지 10ယောက်မှာတယောက်ကဖုန်းဒီ digital ဆက်ပစ္စည်းတွေကိုဆွဲလန်းနေတဲ့သူတွေဖြစ်တယ်တဲ့ဒါပေမဲ့နီးလန်းရှိပါတယ်လမ်းလျှောက်ပေးရင်လမ်းလေးလျှောက်ပေးရင်တော့မှပြန်ပြီးတော့ကောင်းမွန်လာနိုင်တယ်ပေါ့နော်ခဲဆွန်တွေတာဆိုတာကပြန်ပြီးတော့တိုးတက်တဲ့ကောင်းမွန်တဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ပုံထဲအတိုင်းကျွန်တော်အပြင်မှာနေရင်တွာလာရင်လည်းကြည့်မယ်ဆိုလို့ရှိရင်လည်းသတိထားမိတာပေါ့နော်ဘတ်စကားတွေမှာယထာဘော်တွေမှာဆိုရင်အားလုံးကဖုန်းကိုပဲကြည့်နေကြတာတွေ့ရတယ်ပေါ့နော်အားလုံးကဒီဖုန်းဇွန်ဘီတွေလိုပဲဖုန်းရိုဘတ်တွေလိုပဲပေါ့နော်အဲ့တော့ဒီသတင်းအကြောင်းအရာလေးကျွန်တော်တို့ကြည့်ကြည့်ပါမယ်ဟုတ်ပြီအကြောင်းချင်းစီဖတ်သွားကြည့်ပါမယ်우리 같이 한번 읽어볼까요? 좋아요. 요즘 주변에 스마트폰이나 인터넷 없이 하루도 버티기 힘든 사람들이 많아졌습니다. 맞아요. 여러분 어때요? 물론이래. 그들로 하루에 비법윈지마 주변 비법윈지용 별 비법윈지마 스마트폰이나 폰 다마모 인터넷 시베네 뜬니랑 니 타이모 카케레 둘이 미알라바비래. 맞아요. 여러분은 핸드폰 없이 하루 살 수 있어요? 살 수 있어요? 그러면 이틀 이틀 괜찮아? 3일? 3일까지 괜찮아요? 그러면 일주일. 핸드폰 없이 일주일 살 수 있어요? 조금 어려울 것 같죠? 한 달. 못 살아. 한 달 못 살아. 폰 မရှိဘဲနဲ့နေနိုင်တော့ 인터넷 မရှိဘဲနဲ့ဆိုလို့ရှိရင်တော်တော်လေးတော့ခက်ခဲမယ်ထင်တယ်ပေါ့နော် 어때요? 인터넷 없이 일주일 살 수 있어요. 다소인 뺨미마 어디 제 블로그 비마래. 선생님 얼마 줄 거예요? 우바마 인터넷 시벤에 다반니야메 100만 원 줄게요. 와 세댕 비메. 할 수 있어. 할 수 있어. 부산 비노 신사지메 뭐노. 사비어파지야. 과도한 디지털 기기 사용으로 정상적인 생활이 어려운 경우까지 보게 되는데요. 과도하다는 아주 심하다. အရန်ကိုဆိုးရွားတယ်အရန်ကိုလွန်ကဲတယ်ဆိုတဲ့အိပဲပေါ့နော်အရန်ကိုလွန်ကဲတဲ့ဒီ digital ခီးဆိုတာကဒီစက်ပစ္စည်းစက်ကရိယာတွေစက်ပစ္စည်းတွေကိုပြောရဲပေါ့နော်ဒီ digital စက်ပစ္စည်းတွေကျွန်တော် iPhone တွေ tablet တွေ laptop တွေဒါမျိုးကိုပြောရဲပေါ့နော်ကွန်ပျူတာတွေဒါတွေကိုအသုံးပြုတာကနေပြီးတော့ 정상적인 생활 ပုံမှန်နေ့စဉ်မှာလူတစ်ယောက်ရဲ့ normal life ပေါ့နော်နေထိုင်မှုခက်ခဲတဲ့အခြေအနေတွေထိအောင်တွေ့နေရပြီ 시간을 정해 꾸준히 걷기만 해도အချိန်ကို သတ်မှတ်ပြီးတော့ အဆက်မပြတ်လမ်းလျှောက်ပေးမယ်ဆိုရင်တော့မှာတဲ့ 일명 디지털 중독을 완화하는 디톡스 효과. 디톡스 효과ဆိုတာက ကျွန်တော်ခန္ဓာကိုယ်ထဲမှာရှိတဲ့အဆိပ်တောက်တွေကိုဖယ်ရှားပေးတဲ့효과တစ်မျိုးအကျိုးသက်ရောက်မှုတစ်မျိုးပေါ့နော်အဲ့ဒါကို 디톡스 효과လို့ခေါ်တယ် 일명ဆိုတာက 흔히 말하는
တာမန်ပုံမှန်အဖြစ်ပြောရရင်ဒါမှမဟုတ်အားလုံးသိထားကြတဲ့မြန်မာလိုဓာတ်ရိုက်ဘာသာပြန်မှုတော့ခက်ခဲတယ်ပေါ့နော်ချန်အနီးဆက်ဆုံးသူနဲ့ကိုက်ညီအောင်ဘာသာပြန်တာဖြစ်ပါတယ်အဲ့တော့လမ်းလျှောက်ပေးရင်တောင်မှအားလုံးသိထားကြတဲ့ဒီ digital ဆွဲလန်းမှုဆိုတာကိုဝမ်းလွှာဟာတာဆိုတာဂျူဒီတာရှော့ချပေးတယ်ပြည်ရော့စေတယ်အလိုတိတ်ပဲမျိုးပေါ့နော်ပြည်ရော့စေတယ်ဒီခန္ဓာကိုယ်ကအဆိပ်တောက်တွေကိုဖယ်ရှားပေးတဲ့အကျိုးသက်ရောက်မှုကိုရရှိနိုင်တယ်ဆိုပြီးတော့ခုနဲ့ပြည်တွင်းကကိုရီးယားနိုင်ငံက연구결과가 나왔습니다. ဒီ research လုပ်တာတွေကနေသုတေသနပြုလုပ်မှုရလဒ်တွေထွက်လာပါတယ်တဲ့ဒီမှာမီနင်းအစ်စ်လေးတွေရှိလို့ရှင်မှတ်ထားပါဝမ်းသွားဟာတာ topic မှာအများကြီးလာပါတယ်ကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ stress နဲ့ပတ်သက်တဲ့အကြောင်းအရာဒီလိုမျိုးဒါဆိုလဲကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့နော်ဒီလိုမျိုးစာပိုက်တွေအများကြီးလာပါတယ်ဝမ်းသွားဟာတာဖြေရော့တယ်ဆိုတဲ့အဓိပ္ပာယ်ပြေရော့တယ်ဆိုတဲ့အဓိပ္ပာယ်또 그렇죠 중독 네또 인터뷰 လုပ်တယ်ပေါ့နော်김민재ဆိုတဲ့ကျောင်းသူတက္ကသိုလ်ကျောင်းသူကိုကျောင်းသားလားကျောင်းသူလား 이름은နာမည်က민재 남မိန်းကလေးနာမည်မျိုးမှလည်းရှိတတ်တယ်ယောက်ျားလေးနာမည်မျိုးမှလည်းရှိတတ်တယ်ပေါ့နော်အဲ့ 인스타그램에 뉴스 쇼츠 같은 것을 보게 되면 집중해서 좀 보는 편인 것 같아요. 또 앞에 인스타그램 말에 드디니 알로묘 short video တွေပေါ့နော် shorts တွေကိုကြည့်လို့ရှိရင်အာယုံစိုက်ပြီးတော့သူကြည့်ဖြစ်တယ်ပေါ့နော်အဲ့တော့ 새벽을 넘어서 자게 될 경우가 있고요. 야 12နာရီကျော်ပြီးတော့မှ1နာရီ2နာရီ 새벽 မှာပေါ့နော်အာယုံတက်ချိန်မှာအိပ်ဖြစ်သွားတဲ့အခေါက်မျိုးတွေလည်းရှိတယ်တဲ့ 스마트폰에 지나치게 몰입해 일상생활에 지장이 있거나 폰을 그냥 지나치게 과도하게 그냥 룰룬쭈쭈 번호 몰입하다ဆိုတာက focus လုပ်ပြီးဒီမှာပဲစီးမျောသွားပြီးတော့ဖုန်းကိုအရင်ဆွဲလန်းတာကိုပြောချင်တာပါအဲ့တော့နေ့စဉ်ဘဝတွေမှာ 지장이 있다ဆိုတာက어려움이 있다. 고နေ့စဉ်ဘဝမှာအလုံးလုံးဆောင်တဲ့အခါမှာဥမာစာလုပ်တဲ့အခါမှာအနှောက်အယှက်ဖြစ်တာပေါ့နော်လုံးဝဒီဟာပဲချိန်လုံးကင်ကျင်နေတယ်အဲ့လိုပုံစံမျိုးဖြစ်တာပေါ့နော်အဲ့တော့ဒါမျိုးဖြစ်တယ်ဆိုရင်တဲ့ဒါမှမဟုတ်사용을 중단했을 때မသုံးတော့ဘဲနဲ့ရက်လိုက်တာကိုပြောတယ်중단하다ဆိုတာကရက်တန့်လိုက်တဲ့အခါမှာ금당 증세가 나타나며ယောဂလက္ခဏာလိုမျိုးမသုံးရရင်မနေနိုင်တော့ဘူးဟိုလေဆွဲလန်းနေဆိုတော့ချေတို့ဘိန်းနေပါလေဆွဲသလိုဟုတ်တယ်မလားအဲ့လိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ပေါ့နော်ဘိန်းဆွဲတာတော့ပို့ပြီးတော့ဒီထက်တော့အများကြီးဆိုးရမှာပေါ့နော်ဥပမာပြောရမယ်ဆိုရင်ပြောပါတယ်အဲ့တော့ဒါမျိုးပုံမှန်အလုံးလုံးနေမီတင်ဥမာရေးကြည့်တဲ့မီတင်ရှိတယ်ဒါမျိုးမှလည်းဖုန်းအမြဲတမ်း check လုပ်နေတာမျိုးအဲ့လိုမျိုးကတော့ဆိုလို့ရှိရင်ဒါနေ့စဉ်မှာအနှောက်အယှက်ဖြစ်လာပြီပေါ့နော်ဒါမျိုးဆိုးရလာပြီဆိုလို့ရှိရင်တော့တဲ့ digital 중독을 의심해 볼 수 있습니다.ဒါမျိုးဖြစ်လာပြီဆိုရင်တော့ငါ digital 중독ဆိုတဲ့ဆွဲလန်းမှုဖြစ်နေတာလားဆိုပြီးတော့ကိုတန်နေရဝင်ဖို့လိုတယ်ပေါ့နော်တန်နေရဝင်ကြည့်ရမယ်တဲ့ 분석 결과 야래야 솔루션 과도한 디지털 기기 사용으로 양올론계의 동쇠무자 일상생활에 지장을 받은 니즈마 아나우셔 핏 칸야레 번호 성인은 루지리가 10ယောက်မှာ 1ယောက်တောင်ဖြစ်နေပြီ 8명 중 1명 꼴이었다. 꼴이었다. 다 ဒီလိုမျိုးလိုက်ညောညီထွေအောင်ဘာသာပြန်မယ်ဆိုရင်တော့ 10ယောက်မှာ 1ယောက်အဖြစ်မျိုးတောင်ဖြစ်နေပြီအဲ့လိုအဓိပ္ပာယ်မျိုးပေါ့နော် 스스로 스마트폰 사용을 자제하기가 어렵고 꼬바다고 스스로 꼬바다고 펑동나고 자제하다ဆိုတာ control လုပ်တာကိုပြောတယ်ထိန်းညှိတာပေါ့နော်။ငါဒီချိန်မှာဆိုရင်တော့သုံးမယ်ဒီချိန်မှာဆိုရင်တော့မသုံးဘူးမသုံးတဲ့အခါမှာလည်းမသုံးမဲနေနိုင်တယ်ဆိုတော့ control လုပ်ဖို့ခက်ခဲပြီးတော့ 자극적인 영상 콘텐츠가 중독성을 키우기 때문입니다. 자극적이다ဆိုတာ လူတွေရဲ့စိတ်ကိုလှုံ့ဆော်ပြီးတဲ့တကယ်ကို
အေးချမ်းစီတဲ့ဗီဒီယိုမျိုးမဟုတ်ပဲねပေါ့နော်ဟိုလူတွေစိတ်ဝင်စားအောင်ပြောထားတဲ့ပေါ့နော်ဒါမျိုးဥပမာထားပြီးပြောရမယ်ဆိုရင်ကျတို့ Facebook မှာဆိုလဲပွဲဖြစ်ပြီးဆိုလို့ရှင်ဘာဖြစ်လဲအရင်စိတ်ဝင်စားကြတယ်လေအဲ့လိုပုံစံမျိုးပြောရပါတော့ပွဲဆိုတာတွေကဂျာဂတ်ကြော်ကီတာလူတွေကိုလုံးဝချက်ချင်းလှုံ့ဆော်ပေးတဲ့ဟာမျိုးပေါ့နော်အဲ့တော့ Facebook에 뭐 자극적인 콘텐츠 자극적인 페이스북에서는 어떻게 말해? 자극적인 콘텐츠가 되겠죠? 자극적인 콘텐츠가 자극적인 뉴스 이런 거 영상 콘텐츠가 중독성을 키우다 ပို့ပြီးတော့လူတွေကိုဆွဲလန်းအောင်ပို့ပြီးတော့ကြီးမားလာအောင်လုပ်တဲ့အတွက်ကြောင့်ရှစ်ယောက်မှာတစ်ယောက်ကတော့ဆွဲလန်းနေပြီတဲ့အဲ့တော့ဘာလုပ်လို့ရလဲအဲ့တော့ဒါကိုဖြည့်ရှင်းတဲ့နီလန်းကိုဂျိုချော်ဟျွန်ဆိုတဲ့ professor ကပေါ့နော်သူက정신건강의학과ဆိုတဲ့စိတ်ကျန်းမာရေးဆရာဝန်ကနေပြီးတော့professorကနေပြီးတော့운동을 꾸준히 하시는 분들은 뇌 영양 물질들이 분비가 다시 좀 늘어난다. 분비ဆိုတာကထုတ်လွှတ်တာကိုပြောရဲပေါ့နော်အားကစားလုပ်ရမယ်လူဆိုတာလှုပ်ရှားရှိရတယ်ပေါ့နော်အဲ့တော့အားကစားကိုအဆက်မပြတ်လုပ်တဲ့သူတွေကတဲ့သူရဲ့အုံနှောက်မှာပေါ့နော်ထုတ်လုပ်ပြီးတဲ့ဒီဓာတ်တွေယုံရဓာတ်တွေထွက်တဲ့အတွက်ကြောင့်분비 되다ထွက်တယ်ပေါ့နော်ထွက်တဲ့အတွက်ကြောင့်ဒါတွေထွက်လာလို့ရှင်ပို့ပြီးတော့ကျန်းမာရေးအတွက်ကောင်းတယ်လीနော်အဲ့တော့ဒါတွေထွက်ဖို့ပို့ပြီးတော့များ늘어나다များလာတယ်အဲ့တော့ဘာလုပ်ပေးရမလဲအားကစားပေါ့နော်그러면အဲ့လိုဆိုရင်တဲ့그거에 따라서 이제 뇌 가소성이 또 유연하다ဆိုတာကကျတို့အကျော်တွေပါပျော့တယ်ဆိုတာကို유연하다လို့ခေါ်တယ်ပေါ့နော်အဲ့တော့အားကစားလုပ်ရင်ကိုယ့်ရဲ့အုံနောက်ကလည်းသူ့ရဲ့ပုံမှန်တိုင်းပြန်ပြီးတော့အလုပ်လုပ်လာမယ်လို့ပုံစံမျိုးပြောချင်တာပါ그런 측면에서도အဲ့လိုဘက်ကကြည့်မယ်ဆိုရင်လည်းပဲ이제အခုဆိုရင်တော့ 디지털 중독에도 효과가 아마 있지 않을까 အဲ့တော့အုံနောက်အတွက်ကောင်းတယ်ဆိုတော့အားကစားကအုံနောက်အတွက်ကောင်းတယ်ဆိုတော့ရလက်ရှိတဲ့အတွက်ကြောင့်ဒီဆွဲလန်းမှုဆိုတာကလေဒီအုံနောက်နဲ့သက်ဆိုင်နေတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီ digital ကိုဆွဲလန်းတဲ့အရာမှာလေအကျိုးသက်ရောက်မှုရှိမယ်မဟုတ်ဘူးလားရှိလောက်မယ်မဟုတ်ဘူးလားပေါ့နော်다만 답이면 걸으면서 란샤오인의 고와 스마트폰을 보는 습관이 있다며 폰지더때 애진 시레 소인 ဟုတ်ပါပြီတဲ့ခုနကခေါင်းစဉ်မှာပြောထားတဲ့အတိုင်း걷기만 해도 개선된다 လမ်းလျှောက်ရင်တိုးတက်လာမယ်ပေါ့နော်အဲ့တော့လမ်းလျှောက်မယ်ဟုတ်ပါပြီလမ်းလျှောက်ပြီးဖုန်းကြည့်ပြီးတော့လမ်းလျှောက်တယ်ဒါဆိုရင်မဟုတ်သေးပြန်အောင်မရပြန်အောင်မဖြစ်ပြန်အောင်เนาะအဲ့တော့လမ်းတော့လျှောက်ပါပြီရဲ့ဖုန်းကြည့်ပြီးတော့လမ်းလျှောက်ရင်မဖြစ်တဲ့အတွက်ကြောင့်လမ်းလျှောက်ရင်လည်းဖုန်းကြည့်တဲ့အကျင့်ရှိရဆိုရင်배드민턴이나 줄넘기 같은ကြက်တောင်ရိုက်တာဖြစ်ဖြစ်ဒီ줄넘기가ကျိုးခုံတာကိုပြောတယ်အတန်ထွက်ကိုကျတို့ဒီမှာရအတန်လေးပြောင်းသွားတယ်줄넘기 같은 집중이 필요한 집중 focus လုပ်ဖို့လိုအပ်တယ်ပေါ့နော်အာယုံစိုက်ဖို့လိုအပ်တဲ့အားကစားတွေကိုအတူတူလုပ်ပြီးတာပို့ပြီးတော့ကြိုးတက်ရောက်မှုရှိပါတယ်တဲ့ပြုံးငင်းဟာတာဆိုတာကနှစ်ခုကိုတပြိုင်နက်တည်းလုပ်တယ်ပေါ့အတူတူလုပ်တယ် 함께 하다 ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါပေမဲ့ဒီမှာပြောချင်တော့ဒါဆိုရင်ဆရာမကြက်တောင်ရိုက်ရင်းနဲ့ကြိုးခုံရမှာလားအဲ့လိုမျိုးပြောချင်တာမဟုတ်ဘူးခဏကြက်တောင်ရိုက်လိုက်ဒီနေ့ကြက်တောင်ရိုက်လိုက်မနေ့ပြန်ကြိုးခုံလိုက်အခုတနာရီကြက်တောင်ရိုက်လိုက်နောက်တနာရီကြိုးခုံလိုက်အဲ့လိုပုံစံမျိုးပြောချင်တာပေါ့နော်နှစ်ခုကိုတပြိုင်တည်းလုပ်တယ်ဆိုတာဥမာချဲဆိုရင်အခုစာလုပ်တာနဲ့အလုပ်လုပ်တာကိုဖြုံငင်းခါကို있어요ကျောင်းလက်တက်တဲ့အခုအလုပ်လဲလုပ်နေတယ်ဒါလည်းအလုပ်ပဲလေနော်အဲ့တော့저는 공부하고 일을 병행하고 있어요 그렇게 말해요 저는 공부하고 일을 병행하고 있어요. နှစ်ခုကိုအတူတူလုပ်နေရဲဆိုတဲ့အဓိပ္ပာယ်အခုချက်ချင်းအတူတူလုပ်နေရဲဆိုတာမျိုးအဓိပ္ပာယ်မဟုတ်ဘူးเนาะဒီနားလည်မယ်ထင်ပါတယ်ပို့ပြီးတော့효과적이다အကျိုးသက်ရောက်မှုရှိပါတယ်တဲ့အဲ့တော့ဘာလုပ်ရမှာလဲ
운동 악사 루자메. 네, 여러분 하세요. 선생님은 운동 안 좋아합니다. 네, လုပ်ရမယ်နော်ကြက်တောင်ရိုက်တာဖြစ်ဖြစ်ကြက်တောင်ကိုရီးယားမှာအဲ့လိုအသင်းဖွဲ့တွေတော့ရှိတယ်ပေါ့နော်ထုံးကားဒီလိုမျိုးလူတွေတွေ့ကြတဲ့မိုးအင်းလိုနေရာမျိုးတွေတော့ရှိတယ်ဘက်ဒမင်တန်အသင်းမှာတွားပြီးတော့ဖွဲ့ဝင်နိုင်ကောင်းမလားမသိကြက်တောင်ရိုက်တာတော့သဘောကျတယ်ငငယ်ကတော့ညီမလေးနဲ့အိမ်မှာရမ်းဖြစ်ပြီးတော့ရိုက်ကြတယ်ပေါ့ကြက်တောင်ရိုက်ပွဲမဟုတ်ပါဘူးကြက်တောင်ကောက်ပွဲကြက်တောင်ရိုက်ကြမဟုတ်ကြက်တောင်ကောက်ကြတာဆိုတော့운동하세요. 운동 뇌에 좋아요. 네, ဒီနေ့တော့ကျန်းမာရေးနဲ့ပတ်သက်တဲ့သတင်းလေးတစ်ပုဒ်ဖြစ်မယ်ပေါ့နော်ဒီမှာပါသွားတဲ့ meaning လေးတွေကလည်း topic မှာသုံးဝင်ပါတယ်အရှိရဗီဒီယိုတွေမှာလည်းပြောပြီးပြီအဲ့တော့ဒီနေ့တော့ 오늘 스마트폰 중독 여러분လည်းအခုဖုန်းနဲ့ laptop နဲ့ကြည့်နေကြတယ်အခုဒီဗီဒီယိုပြီးရင်နောက်ဗီဒီယိုတွေထပ်မကြည့်နဲ့တော့ဖုန်းပိတ်ပြီးတော့ခဏလောက်အနားယူပါလမ်းထားလျှောက်ကြပါ지금 바로 폰ပိတ်ပြီးတော့လမ်းလျှောက်ကြမယ်감사합니다 오늘 여기까지 할게요 다음 영상에서 만나요 안녕 폰ပိတ်ပြီးတော့လမ်းလျှောက်ပါအခုချက်ချင်း시작